ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြပေးမှာတော့ကျွန်တော်တို့ easy software POS ကကျွန်တော်တို့ဒါပေါ့နော်ဟို offline တည်တံ့သုံးကွန်ပျူတာ version က login ဝင်နည်းရယ်ကျွန်တော် register လုပ်နည်းရယ်ကိုကျွန်တော်ရှင်းပြပေးပါမယ်ဒါ software ကိုစပြီးတော့ဖွင့်ပြီးဆိုရင်ပေါ့နော်ဝယ်ပြီးချင်းဖွင့်ပြီးဆိုကျွန်တော်တို့ဒီလိုပုံစံလေးပေါ့ဒါတပည့် click ကောက်ပြီးဖွင့်လိုက်ရင်ဒီလိုပုံစံလေးပေါ်နေမယ်ဒီလိုပုံစံလေးပေါ်နေအဲ့မှာ user name နဲ့ password နဲ့တောင်းနေတာပေါ့နော်တောင်းနေတော့ကြာပထမဆုံးအချိန်မှာ तू ကကျွန်တော်တို့ဘာမှ account တွေကိုထည့်ထားမျိုးမရှိဘူးဆိုရင်ကျွန်တော်ဒီမှာ create new account ဆိုတာလေးပေါ်နေနော်ထောက်ကြည့်လိုက်ရင် account သစ်ဖွင့်ရင်နှိပ်ပါဆိုတာဒါလေးပေါ်နေအဲ့ဒါလေးကိုကျွန်တော်တို့ဒါနှိပ်လိုက်မယ်နော်နှိပ်လိုက်တဲ့အချိန်ကျရင်ဒါကျွန်တော်တို့ဒါ account ဖွင့်ရမယ့်နေရာကိုရောက်သွားပြီပေါ့ရောက်သွားပြီဆိုတော့ကျွန်တော်စပြီးတော့ ATM တစ်ခုအရင်ဖွင့်လိုက်မယ်နော်ဒီမှာ passport ကိုလည်း1 2 3ပေါ့ကျွန်တော်တစ်ခုပေးလိုက်မယ်ပေးပြီး enter ခောက်လည်းရတယ်ကျွန်တော်တို့ဒီမှာ save နှိပ်လည်းရတယ်ပေါ့နှိပ်လိုက်ရင်ဒါ account တစ်ခုရသွားပြီပေါ့ဒီ account တစ်ခုရပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီမြားလေးနဲ့ထွက်ပြီးတော့ဒီမြားလေးနဲ့ထွက်ပြီးတော့ကျွန်တော်တို့ဝင်ပြီးတော့သုံးလို့ရပြီပေါ့နော်ဒီမှာကျွန်တော်တို့ကဒီဘက်ဘေးမှာ permission တို့ edit တို့ delete တို့လည်းပါတယ်ဒါကျွန်တော်ပြီးမှပြောပြမယ်ဒါအခု admin ရဲ့1 2 3ရဲ့ဆိုကျွန်တော်ပေးလိုက်တယ်ပေးမြားလေးနဲ့ပြန်ထွက်လိုက်တဲ့အချိန်မှာဒါ account တစ်ခုစရှိသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ account ကို login ဝင်တဲ့ဟာလေးเนาะ account ဖောက်တဲ့ဟာလေးမရှိတော့ဘူး register လုပ်တဲ့ဟာလေးမရှိရင်ကျွန်တော်ဒီမှာဒါဝင်လိုက်မယ်စနက admin ရဲ့ဒါကျွန်တော်1 2 3ရဲ့နဲ့ကျွန်တော်တို့ဒါလှုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်ဒီမှာ enter ခောက်လိုက်မယ်ဒါဆိုအထက်ဝင်သွားပြီเนาะအထက်ဝင်သွားပြီဆိုရင်တော့ကျွန်တော် UI ကိုဒီတိုင်းလေးတွေ့မယ်ပေါ့ဒီအပေါ်ဆုံးကဒီအတုံးလေးကကျွန်တော်တို့ဒီဘေးကဒီဟိုဟာလေးကိုဘေးက setting တွေကိုဖျောက်လို့ရတယ်ပေါ့နော်ဖျောက်လို့ရတယ်ပိတ်လို့ရတယ်အဲ့ဒါနဲ့ကျွန်တော်အခု account အကြောင်းပဲဆိုတော့ account ကိုပဲကျွန်တော်ထပ်ပြောမယ်နော်ဝင်သွားပြီဆိုရင်ဒါအောင် account များဆိုတာရှိတယ်နော် account များဆိုတဲ့ဟာကိုကျွန်တော်ဝင်ပြီးတော့ဒါဝင်လိုက်ပေါ့နော်ဝင်လိုက်ဆက်တာကကျွန်တော်တို့လှုပ်ထားတဲ့ admin 1 2 3ဆိုတဲ့ကောင်လေးရှိတယ်ဒါ admin အတွက်ပေါ့ကျွန်တော် account လှုပ်တာအဲ့ချိန်မှာနောက်ထပ်ကရှာအတွက်လည်းဖောက်ချင်တယ် account ဖောက်ချင်တယ်ဆိုကျွန်တော်1 2 3နဲ့ကျွန်တော်တို့ဖောက်ထားပြီးတော့ကျွန်တော်တို့ဒါဖောက်ထားလိုက်လို့ရတယ်ဖောက်ထားပြီးရင်ဒီကရှာမှာဒီမှာ permission ဆိုတာရှိတယ်နော် permission ရှိမယ်သူ့ရဲ့ account ကိုပြန်ပြီး edit လုပ်တာရှိမယ်ဒါ delete လုပ်တာရှိမယ် permission ဆိုတာကကျွန်တော်တို့အခု account တစ်ခုကိုစဖောက်လိုက်ပြီဆိုတာ ਨੇ ဒီ set POS ထဲမှာပေါ့နော်အရှိတည်းများနေရာအကုန်လုံးဝင်လို့ရတယ်သုံးလို့ရတယ်ဟိုဒါအမျက်တွေအရင်တွေပြင်တာပြုတာတွေအကုန်ဝင်ကြည့်လို့ရတယ်ပေါ့နော်တကယ်တော့ဟိုတခြားဟိုကက်ရှာနဲ့မဆိုင်ဘူးသူ့ကို set ပေးခဲ့ပြီးဈေးအောင်ခိုင်းမယ်သူနဲ့သူဝင်မကြည့်စေချင်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာနော်အကုန်လုံးကိုကျွန်တော်လိုက်ပိတ်လို့ရတယ်ဥပမာကုန်ပစ္စည်းကိုကျွန်တော်တို့ဝင်မကြည့်စေချင်ဘူးဆိုကုန်ပစ္စည်းကိုပိတ်မယ်ပြီးရင်ဒီမှာ supplier တွေဘာတွေမကြည့်စေချင်ဘူးဆိုကျွန်တော်တို့ပိတ်မယ်နော်ဥမာအဲ့ဒါတွေပိတ်ပြီးသူသုံးလို့ရတဲ့ဟာပေါ့ဥမာအယောင်းဆိုအယောင်းကိုပဲဖွင့်ပေးခဲ့လို့ရတယ်ဒါတခြားဟာတွေကိုပိတ်ဖွင့်လုပ်လို့ရတယ်ပေါ့နော်ကြိုက်တဲ့လောက်အကောင့်တွေဖောက်ပြီးတော့ဒါမျိုးလေး emergency ချုပ်ပေးရင်တော့ကျွန်တော်တို့ဒီမှာ save နှိပ်လိုက်မယ်နှိပ်လိုက်တယ်ဆိုရင်ဒီမှာလုံဆောင်ချက်အောင်မြင်ပါသည်ဆိုပြီးတော့ကျွန်တော်တို့ပြနေပြီအဲ့ဒါဆိုရင်ဒီမှာ panel ပြန်ထွက်လိုက်တော့เนาะထွက်လိုက်ပြီဆိုရင်အခုလို့ဆိုကျွန်တော်တို့ဝင်ထားတာကတော့ admin နဲ့ဝင်ထားเนาะ account admin နဲ့ဝင်ထားဆိုတော့သူကတော့ဒါဝင်လို့ရနေမှာပဲအကုန်လုံးเนาะဒီမှာအကုန်လုံးသူက admin ကဝင်လို့ရနေမှာပဲဘာလို့ဆိုကျွန်တော်တို့စနကလုပ်လိုက်တဲ့ account က cash account ပေါ့เนาะcash account ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒါ cash နဲ့ဝင်မယ်ဆိုရင်တော့ဒါတွေအကုန်လုံးကပိတ်သွားမှာဖြစ်တယ်เนาะအဲ့ကြတော့ဒီ account စီမံခန့်ခွဲတွေကနေကျွန်တော်တို့ဒီမှာဟိုလုပ်လို့ရတာပေါ့နော် account စီမံခန့်ခွဲကနေကျွန်တော်တို့ဒီမှာဟို permission တွေကိုဒီမှာတွက်ပြန်ပြင်လို့ရတယ်နော်ကျွန်တော်တို့အခုဝင်ထားတာ admin account နဲ့ဝင်ထားတာမဟုတ်လို့နော် admin account ကတော့အကုန်လုံးရတယ်နော်အဲ့ကြတော့ကျွန်တော်တို့ permission တွေပြင်ပြီးရင်ဒီမှာ log out ထွက်ပြီးတော့ဒီမှာ cache နဲ့ပြန်ဝင်ရင်ဒီဟာတွေကိုပိတ်သွားတာကိုသူကမြင်ရလိမ့်မယ်ကျွန်တော်အခုအဲ့ဒါရှင်းပြတဲ့ဟာလေးကဒီမှာပေါ့နော် account ကိုပြန်ပြီးတော့edit လုပ်ချင်တာပဲဖြစ်ဖြစ်ဒီမှာ user name password ကို edit လုပ်ချင်တာပဲဖြစ်ဖြစ်ဒီနေရာလေးမှာလာလို့ရတယ်ပြီးရင် delete လုပ်ချင်ရင်ကျွန်တော်တို့ဒီမှာ delete ခလုတ်လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာ delete ကိုနှိပ်လိုက်ပြီးဆိုရင် account မရှိတော့ဘူးပေါ့နော် account တွေဒါအဲ့လိုမျိုးထပ်ဖောက်လို့ရတယ်ကျွန်တော်အခုရှင်းပြတဲ့ဟာတော့ဒါ login ဝင်နည်းရဲ့ account ထဲမှာရှိတဲ့ permission တွေပါတယ်ဟိုဝင်နည်းကိုကျွန်တော်ရှင်းပြဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်